လက်ရှိဟို ready ဖြစ်ပါပြီဆိုတော့ဒီမဲ့ဒီလေးကိုလုံးကပ်ပြီးပါပြီโอเคတော့ပါတော့မယ်ဒီဗီဒီယိုကတော့ IOMAX 75-3 Dassault မလေးရှားပြိုင်ပွဲ recap ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ရဲ့အတူတူလိုက်ကြည့်ပေးပါမနေ့စာမစားသေးဘူးဘာဖြစ်လို့လဲဆိုတော့ဟိုတယ်က6နာရီလောက်မှမနေ့စာပြီးမှာအဲ့တော့အခုဖုံးပြေးရှီကိုတော့လှမ်းပြီးတော့ငပြောသီးနဲ့ပေါင်မှုတော့လှမ်းတောင်းတာတယ်ရမရတော့မသိဘူးဟိုကဘိုက်ကဟောင်းလောင်းနဲ့သွားတော့မှာကရှတာဘက်နဲ့သွားပြီခုတဲတဲ့ဟိုတယ်ကရှတာဘက်လမ်းကြောင်းပေါ်မှာရှိလို့သွားရလာရေးတော်တော်လေးအဆင်ပြေ6နာရီပို့ပြီ9နာရီဆိုတော့ကားလို့တော့ရေကုန်နေပြီလားခုံဘာဖြစ်လို့လိုက်ပြကြပဲထုတ်ထမ်းနေကြကင်မရာထမ်းဟန်အဲ့ဒါကြီးဒီဘက်က6နိုင်ကျော်မှရအောင်ဝင်စားလိုက်ခက်တီနေရတယ်မှာငါတို့9ယောက်စားအစတော့မနဲ့စာငတ်ပြီးထင်နေတာဦးကျော်ရဲ့ကောင်းမှုကြောင့်မနဲ့စာစားလိုက်ရConcession area ရောက်ပါပြီ။ပြေးလား။ဘေးစင်ပြေးလား။အဲ့ဒီဟောင်းတဲ့ပြန်ပါလေစင်ပြေလား။တဲတဲ့ဘုံမှာစားနေကြတာပါ။ဟဲ့ခုပြေးတယ်ဒီမှာသုံးမဟုတ်ဘူးလား။သုံးမရမဟုတ်ဘူးလား။ဟုတ်ဘူး။ကင်မရာမန်။ဒီတော့ဒီမှာဘုံပြတော့ပြစ်သွားတာ။ကျွေးတော့တော့ဟုတ်ပြီလား။ဒီတို့နဲ့လိုက်ရှာကိုထေးကတော့ညဖျားမရှက်ဘူးထင်ပါတယ်မနေ့လဲကြောက်ဘားဆန်ပိတ်နေလေထိုးလို့မဝင်ဘူးဖြစ်နေမမထေးကိုတိုင်းနေပတ်လူများတယ်ကြောက်အများအောင်ကြောနော်ဟောရတော့မရှိမှခုတ်ပေးတိုင်းဟေးဘယ်လိုကွိုင်းလဲဘယ်လိုကွိုင်းလဲဟုတ်တယ်လားရန်ကုန်ကပြန်မဝင်နေအားလုံးတော့ရင်ခုန်နေကြပါပြီတရင်ကောင်းပဲပြောရမလားမသိဘူးပေါ့နော်1900မီတာကူရမှာနေရာသီဥတုကြောင့်1000ပဲကူရတော့မယ်ပေါ့နော်တရင်ကလည်းဒီနေ့မနက်မှသိတာပါနာမည်ကတော့အန်ပေါ်လာတော့မသိဘူးပေါ့နော်မလေးရှား Trial 3ထဲမှာအရန်မြန်လို့တော်တော်လေးနာမည်ကြီးပါတယ်သူ့ရဲ့ full Ironman record ကတော့10နာရီ28ပါ damn ကျွတ်စင် Start making your way in as well. Good luck. Neil the Seal is in the house. Where's Neil? Any MC ကတော့တော်တော်လေးမိုက်တယ်သူဖွင့်တဲ့တခြင်းနဲ့သူပြောတဲ့စကားလုံးတွေကတော်တော်လေးကိုခွန်အားရစေရပေါ့နော်ဥပမာပြောမယ်ဆိုကျွန်တော်တို့ရုပ်ရှင်ထဲမှာစစ်တိုက်ခံပြီးဆိုလို့ရှိရင် motivation ရအောင်ပြောတဲ့စကားလုံးလိုမျိုးပဲ Get a head start. You guys start now. Where is the UK? ကျွန်တော်ဒီမနေ့မှာတည်းကလှိုင်းရတော်တော်လေးကြီးနေတာဒါကို safety အရာလှိုင်းညင်အောင်စောင့်ပြီးမှတာလို့ဖို့သူတို့စီစဉ်နေတယ်အဲ့ဒါကြောင့်သတ်မှတ်ထားတဲ့အချိန်ထက်မိနစ်20နောက်ကျပါပါတယ်ကဲပြောရင်းနဲ့ပြန်ဝင်စားပါပြီ What I say, we're getting the job done. We're starting you on a 70 ကျွန်တော်ဘယ်လိုကူးလဲဆိုလို့ရှိရင်အရင်ဆုံးကန်းချီကနေတိုင်းရှိရဲ့ဘက်ကိုအရင်ဆုံး Spider-Man ပွက်တွေသုံးပြီးခုံပြန်ကျော်သွားတယ်ပြီးွားတာနဲ့ကျွန်တော်တို့ဒီဖားကူပြန်ပြောင်းပြီးတော့လှိုင်းလာတဲ့အချိန်ကျရင်လှိုင်းအောက်ကိုဝင်လိုက်တယ်ပေါ့နော်ပြီးတော့တတ်မှတ်ထားတဲ့ဘောလုံးကိုလည်းမြင်အောင်လို့မျက်ခြေမပြတ်ကျွန်တော်ကြည့်နေရတယ်လေးမြတ်သူရဲ့ကျေးဇူးကြောင့်ရေကူးတဲ့အချိန်မှာမျက်ခြေမပြတ်ကြည့်တတ်သွားတယ်ကျေးဇူးပါကားဆွမ်းအိတ်လေးပါကိုလည်းပြေးရတယ်ငေါ်လိုက်တာရှင်သူမတက်လာခင်ဟိုဘက်ကနေဒီဘက်ကနေပြေးရတာခြေပန်းလေးကိုခွင့်ပေးတာပြေးကိုကိုရဲ့ဟာကိုကိုရဲ့တော့ဒီကူကတက်လာပါပြီ1000မီတာ28မိနစ်ကြာပါတယ်လာလမ်းရှောင်ရင်းနဲ့သွားတနေရာထဲမှာမဟုတ်သေးပေါက်တယ်ကောင်းလိုက်တော့ကွာအဲ့တော့အရေးနဲ့သေးပေါက်နေကိုဖြိုးရေ try 3လို့ပြောရင်ဒါလေးလောက်တယ်ဘာလဲဆိုတော့အချိန်မရွေးနေရမရွေးရှူရှူတတ်ရမယ် toilet တက်မှရမယ်ဆိုရင်တော့အချိန်ကတော့ minus ဖြစ်သွားတယ်ကျမလည်းပြေးနေရပါပြီဒါတော့ transaction area မှာပေါ့နော် space စီးဖို့အတွက်လွယ်တာတွေပြင်ဆင်နေပါတယ်ဥကျော်ကတော့ပြီးသွားလို့ AC ထွက်သွားပါပြီမုတ်တွေထက်ဂျယ်တွေထက်ဖနက်တွေဝစ်ခြေထောက်သဲခါယူရနဲ့ထွက်ပါပြီအပ်ကနေလဲစောင့်ကြည့်ပြီးတော့ထိုင်ဆောင်ကိုထမ်းတယ်
မပြောတော့လမ်းကြောင်းမှားပြီးတော့ထီးကိုလည်းသောပြီးတော့ပန်းဝင်လာပါတယ်ဒါကတော့မငုံကြီးအချိန်လေးပေါ့ဗျာ ဘာဖြစ်တာအော် ဟုတ်ပြီစပိန်မှောက်တာကျမ်းပါတယ်တတောင်ဒူတော့ထီပါတယ်အေရိုဘာထောက်နေရင်းနဲ့အနောက်က soft stick ကိုလှမ်းယူလိုက်တာအဲ့တော့တတိထားပါတကူကူဘာပဲယူအေရိုဘာကနေယူ handle ကိုင်းတဲ့ position ပြောင်းပြီးမှကျန်တာလို့ပါ အော်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဘာလို့ထီရလဲ ဘာလို့ထိရလဲဆိုတော့သူများစပိန်နောက်ကိုလိုက်လို့တဲ့ ဘာလို့လိုက်တာ လိုက်တာမဟုတ်ဘူး तू ကကြော်တက်တာအခုရှိမှအများကြီးပဲ9ယောက်လောက်အဲ့လိုပန်နယ်ထိတာ မလာသေးဘူး ကြော်ကြွက်တက်လာမသိဘူးကိုပြိုးအင်ရောက်သွားပြီ ဘုရားကျွေးသွားပြီ ကိုပြင်းနေမလားပြင်ဟွာလာလိမ့်မယ်အဘဒူးလာလိမ့်မယ်မမနီမီနဲ့တက်စက်ကမယ်လို့တော့ โอเคโอเค ပန်နယ်တီကဘယ်လိုသတ်မှတ်လဲဆိုရင်စပိန်တစ်စီးနဲ့တစ်စီးပေ30ချားပါတယ်အရှိရစပိန်ကိုကြော်တက်မယ်ဆိုရင်စက္ကန့်20အတွင်းကြော်တက်ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့ပန်နယ်တီထဲဝင်တယ်ပြီးတော့စပိန်တစ်စီးနဲ့တစ်စီးကပ်ပြီးရှင်ပြီးမောင်းလို့မရပါဘူးစပိန်ကတော့ပြီးသွားပါပြီပတ်တူကိုတော့ဆက်လက်ဆောင်မြော်ပေးပါ